Hello အားလုံးပဲမင်္ဂလာပါမလှဝုံပဲဖြစ်ပါတယ်မလှဝုံကဒီနေ့မှာအမေးများတဲ့မိကွန်းတစ်ခုဖြစ်တဲ့ The Trading ဘက်မှာဘယ်လိုမျိုး Funded Challenge ဝယ်ယူရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှဒီဗီဒီယိုမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ Funded Challenge ဆိုတာဘာလဲမသိသေးတဲ့သူတွေအတွက်ကျွန်မလှဝုံကအနည်းငယ်လေးညှောက်ပေးချင်ပါတယ်ဆိုတော့ Funded Challenge ဆိုတာကကိုယ့်ရဲ့ကိုယ်ပိုင်ငွေเนาะကိုယ့်ရဲ့ capital ငွေအကြီးကြီးစိုက်ထုတ်စရာမလိုဘဲနဲ့ Funded အကောင့်လေးတွေဝယ်ယူရုံနဲ့ဒေါ်လာသိန်းချီတောင်းချီဆိုတဲ့ဟာတွေကိုကန်ရမှာပဲဖြစ်ပါတယ်ဟာဒါဆိုရင်ဟုတ်ရလားမလာဝင်ရေလို့ကျွန်မကိုမေးစရာရှိပါတယ်ဆိုတော့ Funded Challenge လို့ပြောသည့်တိုင်အောင်မှ Challenge ဆိုတဲ့စကားလုံးလေးကကျမတို့မှာစိန်ခေါ်မှုများစွာနဲ့ကျမတို့အယောင်းဝယ်လို့ရမှာပဲဖြစ်ပါတယ်အဲ့တော့ Funded Challenge မှာတင့်လျော်တဲ့သူတွေရဲ့အနေနဲ့ကဘယ်သူတွေလဲဆိုရင်ကို့မှာเนาะကိုယ့်ရဲ့เนาะ trading ဒီ strategy မှာလုံးဝကိုတခြား develop ဖြစ်အောင်လုပ်ထားတဲ့သူတွေကိုယ့်ရဲ့ win rate strategy တွေကောင်းနေတဲ့သူတွေနောက်တစ်ခုကကျတော့เนาะကျမတို့ win rate strategy လို့ပြောတဲ့အခါမှာကိုယ့်ရဲ့ S&TP ratio တွေပြီးတဲ့အခါကျရင် Funded မှာသတ်မှတ်ထားတဲ့စီးနီးစည်းကမ်းတွေနဲ့အညီ trade လုပ်နိုင်တဲ့သူကကျမတို့တကယ်ကိုအောင်မြင်သွားပြီးတော့မှ earning ဆိုတဲ့တကယ်ငွေအမောက်เนาะတကယ်ငွေအစစ်နဲ့ trade ပြီးတော့မှအဲ့ထဲမှာအညက်တွေရလာပြီဆိုရင် pay out တွေများစွာထုတ်ယူလို့ရမှာပဲဖြစ်ပါတယ်ဒါဆိုရင် Funded Challenge မှာမတင်တော်တဲ့သူတွေကတော့ကျမတို့လောဘကြီးပြီးတော့မှအမြန်ချမ်းသာခြင်းတဲ့သူတွေကဲ demo account မှာတော့မှ S&TP ထားပြီးတော့မှ profit ဆောင်တော့ကမတည်ငြိမ်မဲနဲ့မျက်လိုက်ရှုံးလိုက်နဲ့တန်နေရလဲပြီးတော့မှကျမတို့ကိုယ့်ရဲ့ strategy အောင်ကောင်းကောင်းလေးမရှင်းတဲ့သူတွေကတော့ကျမတို့ Funded Challenge မှာလုံးဝပါဝင်ပြီးတော့မှမဖြေဆိုသင့်ပါဘူးစမ်းကြည့်ချင်တယ်ဆိုတော့စမ်းကြည့်လို့ရပါတယ်တနည်းအားဖြင့် Funded Challenge ကိုဖြေလိုက်စမ်းအားဖြင့်ကို့မှာဘာ scale တွေတိုးလာမလဲဆိုတော့ challenge ကိုမဖြစ်တဲ့သူတွေအတွက်ကဘယ်လို scale တွေတိုးလာမလဲဆိုတော့ဒီ draw down တွေကိုယ့်ရဲ့ risk and reward တွေဘယ်လိုမျိုးကင်တွယ်ဖြည့်ရှင်းရမလဲဆိုတဲ့အတက်ပညာတော့ပတ်စံပေးပြီးတော့တက်သွားမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့မလှဝုံကပြောချင်တာက Funded Challenge မှာလာပြီးတော့မဖြေခင်မှာထပ်ခါကိုကစဉ်းစားဖို့လိုပါတယ်ထပ်ခါကိုကလေ့ကျင့်ထားဖို့လိုပါတယ်ဆိုတော့အဲ့တော့ The Trading ဘက်မှာတကယ်လို့ Funded ဖြေခြင်းနဲ့เนาะမိတ်ဆွေတွေအတွက်ကတော့ welcome မှာလာရောက်ပြီးတော့မှအချိန်မြွေးလာဖြေလို့ရပါတယ် The Trading ဘက်မှာကျမတို့ဒီအကြောင်းတွေလည်းကျမတို့အရှိဗီဒီယိုတွေမှာ The Trading ဘက်ကိုတွားရောက်ပြီးတော့လေ့လာလို့ရပါတယ်ဆိုတော့ The Trading ဘက်မှာဆိုလို့ရှိရင်တနည်းအားဖြင့်ဘာတွေရလဲဆိုတော့မြန်မာနိုင်ငံသားတွေအတွက်နော်မြန်မာ KYC နဲ့ပါကျမတို့ကနော်ကိုယ့်ရဲ့ KYC တင်လို့ရမှာဖြစ်ပါတယ်အဲ့တော့ The Trading ဘက်မှာမြန်မာနိုင်ငံသား trader တွေအတွက်မြန်မာမှတ်ပုံတင်နဲ့ပါ KYC တင်လို့ရပြီးတော့မှမြန်မာ payment အနေနဲ့လည်းဒါအယောင်းဝယ်လုပ်ပြီးတော့မှ pay out တွေထုတ်နိုင်နေဆိုတဲ့အကြောင်းကိုကျမကသတင်းကောင်းပါပြရစေဒါဆိုရင်ကျမတို့စကားကြောမရှိတော့ဘူး The Trading ဘက်မှာဘယ်လိုမျိုး Funded Challenge အကောက်ဝယ်ယူရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှတူတူလေ့လာကြည့်ရအောင်ပါလားရှင် Let's go ပထမဦးဆုံးကျမတို့ Funded Challenge ဖြေဆိုမဲ့ trader တွေအနေနဲ့အရင်ဆုံးကျမတို့ကအကောက်ဖွင့်လေးရမှာပဲဖြစ်ပါတယ်အကောက်ဖွင့်လေးဖို့ရာအတွက်ကိုကျမတို့ရဲ့မြန်မာ Funded Solution TTP မြန်မာရဲ့ TikTok အကောင့်တော်၎င်းကျမတို့ Facebook page တွေတော်၎င်းသို့မဟုတ်ဘူးဆိုရင်ကျမတို့ supporting တော်၎င်း Telegram supporting တော်၎င်းလာရောက်ပြီးတော့မှမင်းမြန်စုံစမ်းလို့ရမှာဖြစ်ပါတယ်။အဲ့တော့ကျမကတော့ပထမဆုံးကိုယ့်ဟာနဲ့ကိုအကောက်ဖွင့်လို့ရမယ်နေရာလေးကိုတစ်ချက်ပြောပြမှာဖြစ်ပါတယ်။အဲ့တော့ကျမက TikTok အကောင့်လေးကိုလွယ်ကူစွာဝင်လိုက်မယ်။ဝင်ပြီးတော့မှကျမတို့မြန်မာ Funded Solution ဆိုပြီးရှာလိုက်တဲ့အခါမျိုးဆိုလို့ရှိရင်အောက်မှာကျမတို့ link လေးတွေ့မှာဖြစ်ပါတယ်။အဲ့ link လေးကိုကျမတို့ကနှိပ်လိုက်ပြီးဆိုတာနဲ့ကျမတို့ရဲ့ TTP မြန်မာရဲ့ကျမတို့ official ဖြစ်တဲ့ကျမတို့ကအကောင့်တွေ page တွေကိုတွေ့မှာပဲဖြစ်ပါတယ်။ဆိုတော့ဒီနေရာမှာဆိုလို့ရှိရင် Telegram channel ကိုပဲသွားမလားကျမတို့ supporting ကိုပဲသွားမလား Facebook ကိုပဲသွားမလားစသဖြင့်ဆက်သွယ်လို့ရမယ့်နေရာတွေတွေ့ရပါလိမ့်မယ်အဲ့တော့ trader ကအကောက်ဖွင့်ဖို့ရန်အတွက်ကိုအရင်ဆုံး sign up လုပ်ရပါမယ်ဒါကြောင့်မလို့ကျမတို့က sign up ဆိုတဲ့နေရာလေးကိုနှိပ်ပေါ့နော်နှိပ်ပြီးပြီဆိုလို့ရှင်တော့ကျမတို့ဒီနေရာမှာ first name တွေ last name တွေ email တွေကိုယ့်ရဲ့ဖုန်းနံပါတ်တွေထည့်လို့ရပါမယ်ဒီမှာကျမတို့က country resident နေရာမှာကျမတို့မြန်မာဆိုပြီးတော့ပဲထည့်ပေးပြီးတော့မှမြန်မာဖုန်းနံပါတ်လေးနဲ့ကျမတို့က I accept the condition ကျမတို့ဒီနှစ်ခုကိုနှိပ်ပြီးခါကြလို့ရှိရင်ကျမတို့ဒီနေရာပေါ့နော် I am robot ဆိုတဲ့ဟာလေးလုပ်ပြီးတော့မှ sign up လေးနှိပ်ရမှာပဲဖြစ်ပါတယ် trader အနေနဲ့အကောက်ဖွင့်လှစ်ပြီးစီးသွားပြီဆိုရင်တော့ကိုယ့်ရဲ့ mail ထဲမှာကိုယ့်ရဲ့ password လေးကြာလာမှာဖြစ်ပါတယ်အဲ့ဒါဆိုပြန်ပြီးတော့မှ login လေးဝင်ပေးရပါမယ် login လေးဝင်ပေးပြီးသွားပြီဆိုလို့ရှိရင်တော့ stop challenge ကိုကျမတို့ကနှိပ်လို့ရပါပြီ stop challenge ကိုနှိပ်ပြီးတော့မှဒီနေရာမှာ trader အနေနဲ့ CFD ကိုပဲ trade မလား future ကိုပဲ trade မလား stock ကိုပဲ trade မလားစသဖြင့်ကျမတို့ trade လို့ရမှာပဲဖြစ်ပါတယ်ကဲဒီနေရာမှာကျမတို့ကအများသောအားဖြင့် CFD ကို trade ကြတာများဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ဒါ CFD ကိုရွေးလိုက်မယ်ပေါ့နော်ဆိုတော့ CFD ကိုရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျမတို့ဒီမှာ evaluation type အနေနဲ့ကျမတို့ one phase ရှိမယ်2 phase ရှိမယ်ပေါ့နော်ဆိုတော့ one phase ကကျတော့ပါလဲဆိုတော့တရှ
short ရင်းနဲ့အောင်သွားတာကိုပြောတာပေါ့နော် two face ကကြတော့နှစ်ခါခွဲဖြေရပါပေါ့နော် price ကတော့တူတူပါပဲ two face ဆိုလို့ရှိရင်ကျမတို့ဒါ face 1တစ်ခါဖြေရမယ် face 2တစ်ခါဖြေရမယ်အဲ့ဒါပြီးနှစ်ခုလုံး pass ဖြစ်သွားပြီဆိုတဲ့အခါကျမှကျမတို့ကပေးရောက်ထုတ်လို့ရတယ်အကောက်ကိုရရှိမှာပဲဖြစ်ပါတယ်ကျမကတော့ဒါအများတန်းတော့ကျမတို့ဒီ one face ကိုပဲဖြေရဲပေါ့နော်ဆိုတော့ one face ကိုဖြေမယ်ဆိုရင်ကျမတို့ကဒီနေရာမှာနော်ကျမတို့ဒါဒေါ်လာ9000နဲ့အကောက်ကိုရွေးမယ်ဆိုလဲဒါရွေးလို့ရပါတယ်ဒီနေရာမှာဘယ်လောက်ကျမလဲဆိုတော့$49ပေါ့နော်ဒီကျမယ်ပေါ့နော်ဆိုတော့ platform တွေလည်းရွေးချယ်လို့ရမယ် MT4 trade မလား MT5 trade မလား C trader trade မလားစသဖြင့်ပေါ့နော်ရွေးချယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျမတို့ကဒါ NAV ကိုနှိပ်လိုက်တဲ့အခါမျိုးဆိုလို့ရှိရင်ဒီနေရာမှာကိုကဘာ payment နဲ့ပေးမလဲပေါ့နော်ဆိုတော့ဒီ buy နဲ့ပေးမလား Apple နဲ့ပေးမလားကျမတို့ debit credit တွေနဲ့ပေးမလားနော်ပြီးရင်ကျမတို့ QR code တွေနဲ့သွားမလား crypto နဲ့သွားမလား Google Pay နဲ့သွားမလားစသဖြင့်ကျမတို့က payment ကိုရွေးလို့ရမှာပေါ့နော်တိုးတောင်ညာလဲကိုကမြန်မာ payment နဲ့ဝယ်ယူမယ်ဆိုလို့ရှိရင်တော့မြန်မာ payment channel မှာလာပြီးတော့မှကျမတို့ရဲ့ the trading pin မြန်မာရဲ့ supporting ကိုလာရောက်ပြီးတော့မှဝယ်ယူရမှာပဲဖြစ်ပါတယ်အဲ့တော့ဘယ်လိုဝယ်ယူရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှကျမကနေပြီးပြောပြပေးသွားမှာဖြစ်ပါတယ်ဒါကတော့ကျမတို့ရဲ့ TTB မြန်မာရဲ့ကျမတို့အကောင့်မှာလာပြီးတော့ဒါမေးထားတာပေါ့နော်ဆိုတော့ဒီမှာဆိုရင် finance challenge အကောက်ဝယ်မယ်ဆိုရင်တော့သူကဒီမှာ price ဈေးနှုန်းလေးပြောပြပေးထားတယ်နောက်တစ်ခုကမြန်မာ payment နဲ့ဝယ်မယ်ဆိုရင်တော့ 10% discount ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့လေတန်တယ်ပေါ့နော်ဆိုတော့ကျမတို့ဒီမှာသူကတော့ payment channel တွေဘယ်လိုရွေးရမလဲဆိုတာပြောပါတယ်ကျမတို့ဒီမှာဒေါ်လာ1000နဲ့အကောက်လေးလိုချင်တယ်လို့ကျမကပြောထားပါတယ်ဆိုတော့ကျမဒီနေရာမှာရွေးရတာကဒေါ်လာ9000နဲ့အကောက်ဆိုတော့ကျမကပြန်ပြီးတော့မှချိန်မှာဖြစ်ပါတယ်အဲ့တော့ကျမဒီမှာဒေါ်လာ1000ဆိုပြီးတော့မှကျမက one face ကိုဒေါ်လာ1000နဲ့ကျမဝယ်ယူမှာပဲဖြစ်ပါတယ် MT5 ပါပြီးရင်ကျမကဒီမှာ$69ကျမှာပေါ့နော်ကျမဒီမှာ net ကိုနှိပ်လိုက်မှာပဲဒါပေမဲ့$69ကျမယ်ဆိုပေမဲ့ကျမကမြန်မာ payment နဲ့ဝယ်ယူပြီးတော့မှ10% discount coupon code ကိုရွေးချယ်မှာပဲဖြစ်ပါတယ်အဲ့တော့မြန်မာ payment လီမှာကျမတို့ကဒီမှာဆိုရင်ဒီမှာကျမတို့ဒီ 10k ကောက်ဆိုရင်တော့3,85,833ပေါ့နော်အဲ့လောက်ပဲကြာမယ်ပေါ့နော်ပြီးရင်ကျမတို့ဒီမှာမေးမြန်းထားတာလေးရှိပါတယ်ဒါ phase 1 အတွက်ပေါ့နော်ဆိုတော့ဘန်ရင်းလေးအနေနဲ့ကြာတော့လဲကျမဒီမှာဒီကျမတို့ရဲ့ TTB ပေါ့နော် TTB ရဲ့ဒါငွေလွှဲ screenshot ရသွားပြီဆိုလို့ရှိရင်တော့ဒီမှာကျမတို့ရဲ့ service တင်ကနေပြီးတော့မှဒီလိုမျိုး coupon code လေးချပြီးမှဖြစ်ပါတယ်အဲ့ coupon code လေးကိုကျမတို့ကဘာလုပ်ရမလဲဆိုတော့ coupon code လေးထည့်မယ်ထည့်ပြီးတော့မှကျမတို့ကapply နှိပ်ပါမယ်နှိပ်ပြီးတဲ့အခါမှာကျမကပြီးရင်ဒီ clear ဖြစ်သွားပြီဆိုရင်တော့ check out ထွက်လိုက်ပြီဆိုရင်တော့ကျမတို့ရပါပြီနောက်ထပ်9မိနစ်လောက်နေရဲဆိုရင်တော့ကျမရဲ့ email ကိုဒါဝယ်ယူထားတဲ့ပေါ့နော်အကောက်ကျမတို့ MT5 ဒီ fan tag ဖြည့်ဆိုမဲ့ဒေါ်လာ1000နဲ့အကောက်ကိုမေးထဲမှာ password တွေပါအကုန်ကြမှာဖြစ်ပါတယ်ရှင်ကျမတို့ဝယ်ယူပြီးတော့မှနိုင်ရောတနိုင်လောက်စောင့်ပြီးပြီဆိုတာနဲ့ကိုယ့်ရဲ့ဒီ Gmail မှာတွားရောက်ပြီးတော့မှစစ်လို့ရမှာပဲဖြစ်ပါတယ်ကိုကစပြီးတော့မှ trade လို့ရပြီလားဆိုတာကို Gmail မှာသူကပြန်ပြီးတော့အကြောင်းပြန်ပေးပါတယ်ဆိုတော့ကျမတို့ဒီမှာရှိတဲ့3ယောက်နေရာလေးကိုနှိပ်လိုက်တဲ့အခါကျလို့ရှင် home ဆိုတဲ့နေရာလေးကတော့ကို channel ဝယ်လို့ရတဲ့နေရာပေါ့နော်ဒီမှာဆိုရင် reward တွေရှိတယ်ပြီးရင် tool တွေရှိတယ် education တွေရှိတယ် calendar တွေရှိတယ်ပေါ့နော် leaderboard တွေရှိတယ် leaderboard ဆိုတာကတော့ကိုကဘေး level မှာရှိနေလဲဆိုတာကိုကြည့်လို့ရတယ်ပေါ့နော်ကျမနဲ့တူတူ leaderboard လေးကြည့်ရအောင်ပေါ့နော်ဆိုတော့ဒီမှာကျမတို့က CFD ကိုကြည့်လိုက်မယ်ပေါ့နော်ကြည့်ပြီးတော့မှကျမတို့ဒီဒေါ်လာကျမတို့ 5k အကောက်ကိုချက်ကြည့်လိုက်မယ်ပေါ့နော် 5k အကောက်မှာကျမတို့ဘယ်သူတွေပေါ့နော်ဒေါ်လာ9000နဲ့အကောက်မှာဘယ်သူတွေ oh my god ဒီမှာကိုအောင်ခန့်ပိုင်ထင်တယ်ပေါ့နော်ဆိုတော့ကျမတို့ leaderboard မှာကျမတို့ဒီမှာပေါ့နော်မြန်မာနိုင်ငံသား trader ကနံပါတ်1နေရာမှာဒါယူနေရပေါ့နော်ပြီးရင်ကိုတိုးအောင်ဝေးတဲ့ကျမတို့ဒီမှာထိုင်းတော့ဖြစ်တယ်ဒါပေမဲ့မြန်မာဟာနဲ့ပေါ့နော်ဆိုတော့ဒီမှာကိုကလေ location ရွေးရခါကြလို့ရှင်ဒါကိုကမြန်မာဆိုမြန်မာရွေးလို့ရတယ်ပြီးတော့ကို trade တဲ့နေရာမှာကိုကဒါပြီးတော့လာပေါ်တယ်ပေါ့နော်ဆိုတော့ဒီမှာဆိုတော့ကိုတိုးအောင်ဝေးဆိုပြီးဒါလာပေါ်တယ်ပေါ့နော်ဆိုမြန်မာနိုင်ငံသား trader 2ယောက်တောင်မှ 5k အကောင့်မှာ challenge ကနံပါတ်1နေရာနဲ့နံပါတ်3နေရာတော်တော်ဝင်မှုခက်တယ်နော်နံပါတ်1နေရာနဲ့နံပါတ်3နေရာဆိုတာကလေဆိုတော့ဒီ1နေရာကတော့ဒီနိုင်ငံသားပေါ့နော်နေရာယူနေရပေါ့နော်တော်တော်မိုက်ပါတယ်ကျမတို့တော်တော်မိုက်တယ်ကျမအယောင်မှန်းတာတယ်မြန်မာနိုင်ငံသား trader တွေတကယ်နေရာတစ်ခုကျမတို့ပြောမယ်ဆိုရင်ပေါ့နော်အောင်မြင်နေရတွေ့ရဆိုရင်တော့ကျမတို့ကအယောင်မှန်းတာတယ်ကျမတကယ်အယောင်မှန်းတာတယ်အဲ့တော့ကျမဒီနေရာမှာထပ်ပြီးတော့ပြောပြပေးမယ်ပေါ့နော်အကောက်ဆိုတဲ့နေရာကိုတွားလိုက်မယ်တွားရတဲ့အခါကျလို့ရှိရင်ကိုယ့်ရဲ့အကောက်က active ဖြစ်နေတဲ့နေရာလေးရှိလားဆိုတာကြည့်မယ်ပေါ့နော်ဒီမှာ active ဖြစ်သွားပြီMT5 surprise ဒေါ်လာ1000 phase 1အကောက်ဒီမှာစပြီးတော့ active ဖြစ်ပြီး trade လို့ရပြီကိုယ့်ရဲ့ MT5 မှာသွားပြီးတော့မှသူတတ်မှတ်ပေးထားတဲ့ဒါ server ဝင်ပြီးတော့မှ ID ထည့်ပြီးရင် password ထည့်ပြီးတော့မှ MT5 ထဲမှာဝင်ပြီး trade ရုံပဲအဲ့တော့ဒီမှာအဓိကအရေးကြီးတာ challenge ကောက်ဆိုတဲ့ဒီကဏ္ဍနေရာလေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်သူကဒီမှာဆိုရင်ဘာတွေပေါ်လဲဆိုတော့ဒေါ်လာဘလောက်ဒီမှာပေါ့နော်ကျွန်မ1000နဲ့အကောက်ဝယ်တဲ့ခါကျတော့ကျွန်တော်တို့ရဲ့ profit target က1000sorry 1000တော့ရတော့သွားပြီเนาะ1000ကျမတို့ပြီးရင်ဒီ maximum drawdown က400ပဲပေါ့เนาะတနေ့ကို
daily ပေါ့နော် maximum draw sorry daily draw down က400ပဲဆိုတော့တနည်းကိုကိုက trade လို့400ရှုံသွားရဆိုရင်ဒါ fail ဖြစ်သွားပြီပေါ့နော်အဲ့ဒါမှ overall ပေါ့ overall ဆိုတာဒီ maximum ပေါ့အများဆုံးရှုံးပိုင်နိုင်ခွင့်က900ပဲရှိရပေါ့အဲ့တော့ तू ကဒီ one phase နဲ့ two phase မှာကွာခြားချက်က one phase ကကြတော့အရန်ကို तू risk များရတယ်ပေါ့နော်ယူရတဲ့ draw down ပမာဏကလည်းများတယ်ကျမတို့ two phase ဆိုရင်တော့ तू ကနှစ်ခါခွဲပြရဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့မှ maximum draw down ကပို့ပြီးတော့မှယူရတာကောင်းတယ်များလေးပို့ရတာပေါ့နော်ကိုတော့ trade တဲ့ခါကြာလို့ရှိရင်အမားခံတယ်ပေါ့နော်အဲ့လိုပြောရမှာပေါ့ပြီးရင်ကျမကလေသိချင်တာကလေဒီနေရာမှာ maximum profit day မှာပေါ့နော်ဒီမှာကျမတို့ဒီမှာဒီ challenge ဖြည့်တဲ့သူတော်တော်များဆိုတာပေါ့နော်တရက်ထဲနဲ့အောင်ကြရတော့ကျမစဉ်းစားလို့မရဘူးတရက်ထဲနဲ့ဘလို့အောင်ဖြည့်လဲကျမမေးချင်တယ်ပေါ့နော်အောင်သွားပြီဆိုရင် तू ကလေ challenge ကဒါ तू ကလေရပြီဆိုမှအစိမ့်လေးအကုန်ပြသွားမှာပေါ့နော်ဆိုတော့ဒီနေရာမှာ तू ကဘလို့လဲဆိုတော့သူကတေးတဲ့နဲ့အောင်သွားပြီးတော့အမရပြီအောင်ပြီလားလို့မေးလို့မရဘူးပေါ့နော်ဘာလို့ဆိုတော့သူကအနည်းဆုံး maximum profit day က3ရက်ရှိရမယ်ပေါ့နော်3ရက်ဆိုတော့သူကလေသူရဲ့ percentage အကောက်ပေါ်လိုက်ပြီးတော့မှသူကနည်းနည်းလေးမြင့်အောင်လုပ်ရမှာပေါ့ဥပမာထားပါတရက်ထဲနဲ့အောင်သွားပြီဆိုရင်လေနောက်ထပ်2ရက်က profit လေးပြပေးရတယ်ကို trade တဲ့အကောက်ရဲ့ percentage လိုက်ပေါ့နော်အဲ့လိုမျိုးလေးနည်းနည်းပေါ့နော်ဥပမာဒေါ်လာ9000နဲ့အကောက်ဆိုတော့တနေ့ကို$25ပဲဒါအမြတ်ရှာတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးပဲ3ရက်ပြည့်သွားပြီဆိုတာနဲ့သူက challenge မှာလုံးဝပတ်ဖြစ်သွားပြီပေါ့နော်ဒီ maximum drawdown တွေလည်းဖြစ်တယ်ပြီးရင်သတင်းချိန်တွေမှာလည်းမ trade ဘူးသူကစစ်တဲ့အခါမှာဆိုတော့24နှစ်လောက်ကြာရပေါ့နော်စစ်ပြီးတော့မှကိုကတကယ်မှန်မှန်ကန် trade ထားရဲဆိုရင်တော့ဒါ fan challenge မှာလုံးဝကို pass ဖြစ်ပြီးတော့မှ earning အကောက်စပြီးရမှာပေါ့နော်ဆိုတော့ဒါကတော့ဒီမှာကြည့်နေလေးဖြစ်ပါတယ်ဆိုတော့ဒီမှာလည်း maximum drawdown ကိုပေါ့တွက်စရာမလိုဘူးဒီပေါ့ trading pay ရဲ့ website ထဲမှာကိုယ့်ရဲ့ CRM ထဲမှာဝင်ကြည့်လို့ရမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဒီနေ့မှာကျွန်မပြောပြပေးလိုက်တဲ့အကြောင်းအရာတွေကတော့ကျွန်တော်တို့ fan challenge ဘယ်လိုပဲယူနေပြီးလို့ရှိရင်ကျမတို့ကဒီပေါ့နော်ဘယ်လိုမျိုးကျမတို့ဒေါ်ရောင်းအောင်ကြည့်ရလဲဘယ်လိုမျိုးပတ်ဖြစ်အောင်ကြည့်ရလဲဒါတွေကြည့်သွားတယ်ပြီးလို့ရှိရင်ကျမတို့ရဲ့ CRM ထဲမှာဝင်ပြီးတော့မှဘယ်လိုမျိုးတွေရှိရဲဆိုတာကိုအစအဆုံးလေ့လာကြည့်ပြီးဖို့လိုအပ်ပါတယ်မသိရရှိရဲဆိုရင်လည်းကျမတို့ရဲ့ TTV မြန်မာရဲ့ Facebook page တော်လည်းကောင်းပါတော့တင်မြန်မာ Fan Solution ရဲ့ Facebook page တော်လည်းကောင်း Telegram တော်လည်းကောင်း TikTok မှာတော်လည်းကောင်းလာရောက်ပြီးတော့မှမေးမြန်းစုံစမ်းလို့ရမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ပါနော်